တူလဲလို့မင်းကပဲကြံမင်းနေရသေးတယ်မင်းရောက်နေတာငါ့ရင်နဲ့လေမင်းကမတူတယ်ဟဲ့ဟိုကောင်ဗလာကြီးတို့ဇော်ကြီးတို့လာတယ် ဟေးဒီမှာတူနေရောခင်ဗျားတပည့်တရားမှမရှိဘူးညနေမှပြန်လာမယ်တဲ့အဲ့ဒါကိုသိလို့ကျွန်တော်ဝင်ခိုး မင်းဝင်ခိုးတယ်ဆိုမင်းတခိုးပေါ့ဟဲ့ဟိုကောင်နေ နေပါဦးဗျာခင်ဗျားလေတီးသွားမှတော့လည်းမထူပါဘူးဗျာကျွန်တော်ခင်ဗျား channel ကိုဝင်လာတော့ကျွန်တော်တခိုးပဲဗျာအခုတော့ကျွန်တော်တခိုးမဟုတ်တော့ ဟာအဲ့ဆိုမင်းပါလေ ဘာမှလေတခိုးဆိုတာတင်များပစ္စည်းကိုမသိအောင်ကျွန်တော်ခိုးတာအခုခင်ဗျားသိနေပြီဆိုတော့ကျွန်တော်ပေါ်တင်ပေးယူလိုက်တော့နော်ဟာရှိတယ် ဟာမင်းမလုံးနဲ့နော် လောက်ပါပဲလောက်ပါပဲဗျာနိုင်လေးဟဲ့ဒီနိုင်ဘယ်လောက်တန်လဲပြောလား ဟိုအဲ့ဒါ12သိန်း မဖြစ်နိုင်တာဗျာခင်ဗျားဒီမှာနိုင်လက်တန်အောင်မပါပဲနဲ့ခင်ဗျားဟာကြီး မင်းအဲ့ဒါ Apple Watch ကွာမင်းဘာမှနားမလဲ ဟဲ့လားဒါလေးအဲ့လောက်တန်လဲ ဈေးကြီးတယ် အေးယူတယ်ဗျာ ဟာမဟုတ်လေဟေ့မင်းငါလုံးမင်းငါ ထားလို့လည်းမရပါနဲ့ဗျာခင်ဗျားဘယ်လိုလုပ်မှာလဲ ကြာငါဖုံးဆက်မငါရက်စကောင်ဖုံးဆက် ဖုန်းဒါ iPhone လား iPhone ဒီကောင်လေး14 5သိန်းတော့တန်ပါပဲ ဟာဘာလို့စလေးငါသိတယ်အဲ့လောက်ဈေးနဲ့ကြိုက်မလားငါဝယ်တော့30ကျော်တယ် ဒီဟာလေးသိန်း30ယူတယ်ဗျာကျေးဇူးပဲဟာပတ်စံအေးဒါဝရှာနေတာဖောင်းကားနေတာပဲဗျာကျွန်တော်ဟုတ်ပါရာခင်ဗျားလေဗျာမကျန်ပတ်စံအေးကြီးကဖောင်းကားနေတယ်တော့အထင်ကြီးတာထောင်လည်းမရှိတာလားဗျာဒါပဲရှိတာ နဲနေတယ်နောက်မှ KB နဲ့တက်ပြီးလွှဲပေးမယ် ရပါတယ် အေးစိဘာလို့လဲတကူမင်းကနဲနေငါတွေလုံနေလားငါမင်း ဟုတ်ကဲ့ပါဗျာစိတ်လျှော့သမှာရော့ခင်ဗျားပတ်စံကိုမယူဘူးကျွန်တော်ပတ်စံပဲယူမှာနော် ဟာပြောမင်းလူပေါင်းမလိုက်လားဟမ် အဲ့ဒါဒီကိုလုံးကြည့်ပါဦးစုပ်ပြတ်တတ်တယ်ဘာဖြစ်လဲ ဟိုမင်းကငါပြောပြအောင်မလား ခင်ဗျားလေကျုပ်ကကူညီလို့ရရှင်ကူညီလို့မေးရပါပြောတတ်မှာဘာဖြစ်တာလဲ ဆိုင်ကယ်မောက်တာဗော ဆိုင်ကမောက်တာဘယ်လိုမောက်တာ ပက်လက်ကြီး ဟေးဆိုင်ကမောက်တော့ပက်လက်ပေါ့ဗျဘယ်ကနေဘယ်လိုဖြူဖြူမောက်တာလဲဆိုတော့မေးတာ ဟိုမိုးတွေအရမ်းရွာနေချိန်ကွာငါဆိုင်ကယ်ကိုအရှိန်နဲ့စီးတော့ဆက်လက်ဖြစ်ပြီးမောက်တာ ဩဖြစ်တတ်တယ်မိုးထဲမှာဒါမျိုးကဖြစ်တတ်တယ်ဒါနဲ့ဟိုအဲ့ဒီဆိုင်ကရော ဟိုမင်းဘာလုံးလို့လဲ တခါလေးယူရတော့မယ်လေဗျာ ဟာမင်းဒီလောက်ခိုးတာတော့တခိုးဟမ်မင်းတော်တော်လောဘတက်တယ်တခိုးပါလားမရှိဘူးဆိုင်ကယ်ဝက်ရှော့